နိုင်ငံခြားလို့ပြောလိုက်တာနဲ့လူတွေကဘာကိုအရင်ဆုံးတန်းမြင်လဲဆိုတော့ငွေပါပဲငွေရှာရတာလွယ်တယ်ပေါ့လွတ်လပ်တယ်ပေါ့မှန်ပါတယ်လွတ်လပ်တယ်ငွေရှာရတာလွယ်တယ်ဒါပေမဲ့အဲ့ဒီနောက်ပွဲမှာအထီးကျန်မှုတွေတိမ်ငယ်မှုတွေလွဲဆွဲမှုတွေကဘယ်နှသွားထားရမှာလဲမိဘနဲ့ဝေးညီကိုမောင်နှမနဲ့ဝေးချစ်ရတဲ့သူတွေနဲ့ဝေးကွာနေရတယ်ဒါတွေကိုငွေဆိုတဲ့တလုံးနဲ့ချိတ်မိတ်နေရတာပေါ့ဒဇိန်းတွေရဲ့အလဲမှာအဆင်ပြေအောင်နေရတာပေါ့နိုင်ငံပေါင်းစုံလူပေါင်းစုံကလူတွေနဲ့အလုပ်တူလုပ်ရမယ်တေးကြတာတခုကတော့ကိုရင်ကျက်လာလိမ့်မယ်တစ်ခါတလေနေမကောင်းဖြစ်ရင်အလိုလိုစိန်ငဲလာတယ်အလိုလိုမျက်ရည်ကျလာတယ်မျက်ရည်ကျမှာပေါ့ကို့အိမ်မမဟုတ်ပဲကို့အိမ်မလို့မိဘနှစ်ပါးကသားလေးဘာစားခြင်းလဲသမီးလေးဘာစားခြင်းလဲအနာတခွားမှမခွာပဲမင်းနေချမှာပေါ့ဒါကြောင့်လောကဒဏ်ကိုကြံ့ကြံ့ခိုင်နေနိုင်အောင်ဒီဆောက်ကြပါ